quality ကောင်းရက်ကွက်တန်တန် luxury ဆန်ဆန်ဆောက်လုပ်ထားတဲ့ 3RC တိုက်သစ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးသွားအောင်ပါမို့လို့အကောင့်ကြိုက်တဲ့အဝယ်တော်များ develop လေးကိုအတူတူပြီးဆုံးအောင်လိုက်ကြည့်ပေးသွားဖို့ဖိတ်ခေါ်ပေးလိုက်ပါတယ်ရှင်။ concrete လမ်းတန်လေးဖြစ်ပြီးတော့အခုမြင်နေရတာကတော့ YBS main လမ်းမကြီးကနေပြီးတော့ဒေဆင်းလာတဲ့လမ်းကျယ်လေးဖြစ်ပါတယ်။ခြံထဲမှာတော့ကာကြီးကားသည်တစည်းကောင်းရက်ဖို့လုံလောက်တဲ့နေရာပါရှိပြီးတော့ခြံတကားကိုလည်းနှစ်ခုထားပေးထားတာတွေ့ရပါတယ်။ 3RC ရေမီးအပြည့်စုံပါဝင်မှာဖြစ်ပြီးတော့ရေအတွက်စိတ်ပူစရာမလိုအောင်9ပေ9ပေပတ်လဲအနက်9ပေရှိတဲ့ underground တန်လေးလည်းပါဝင်မှာဖြစ်ပါတယ်။ခေတာဆိုအထဲကိုအတူတူလိုက်ကြည့်ပေးပါအောင်နော်။ main တကားဘက်ကိုနှစ်ဖက်လက်ကျွန်းတကားကိုတုံးထားတာတွေ့ရပြီးတော့အိမ်ထဲဝင်လိုက်တဲ့ဆိုရင်ပဲလင်းတင်းလှပနေတဲ့အေကန်းချေကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကျန်းကင်းကို2ပေပတ်လဲကျွေပြားအပြည့်ခင်းပေးထားပြီးတော့ကျန်းကင်းနဲ့မျက်နှာကျက်ရဲ့အကွာဝေးက17ပေခွဲ height ရှိပါတယ်။ဒီမှာဆိုရင်ဒီမှာပြထားပေးတဲ့ဆိုဖာစတီလေးတွေလည်းပါဝင်မယ်။ပေ20-60မှာပုံမှန်စောင့်နေကြ structure တွေနဲ့မတူဘဲနဲ့လှေကားကိုဒီလိုမျိုးတစ်စစ်ချိုးလေးနဲ့တည်သက်လှပစွာဖွဲ့စည်းထားတာကိုတွေ့ရမှာပါ။ဒါလေးကတော့အောက်ထပ်ရဲ့ single bedroom လေးပဲဖြစ်ပါတယ်။ဒါကတော့ kitchen နဲ့ dining room ပါ။မိဖို့ကုံလေးကိုကျွေခင်းကျွေကပ်ပေးထားမယ်။ဒီလိုအိမ်နောက်ဘက်မှာအုတ်တိုင်းခတ်ထားပြီးတော့မြေလွတ်နေရာလေးလည်းရှိတယ်။အောက်ထပ်မှာရေချိုးခန်းအိမ်သားတစ်စုံပါမယ်။ကဲပြီးရင်တော့ပထမတက်လေးကိုတက်ပြီးကြည့်ပါဦးမယ်ရှင်ပထမတက်မှာတော့တလွာလုံးကိုကိုရီးယားပါကေအပြည့်ခင်းထားပြီးတော့ကျန်းကင်းနဲ့နေရန်ရဲ့ဈေးကာလာကတကယ်ကိုမရှင်ဖြစ်စေပါတယ်ဒါကတော့ပထမတက်ရဲ့အေကမ်းမဲ33ဖျားခမ်းမဲ33အဆင်ပြေစေတဲ့နေရာလေးပါကဲဒီနေရာမှာတော့အောက်တိုးကိုမြင်ရတဲ့မှန်ကြီးလေးထားပြီးတော့စိမ့်ဆိုတဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့နေရတာကြောင့်တကယ်ကိုလန်းဆန်းစေပါတယ်ပထမတက်မှာတော့ဒီလိုရန်နာလေးတစ်ခုပါမယ်ပထမထက်မှာအခန်းဖွင့်နှခန်းပါဝင်သွားမှာဖြစ်ပြီးတော့မာစတာတစ်ခန်းစင်ကယ်တစ်ခန်းဖြစ်ပါတယ်။ဒါကစင်ကယ်ခန်းလေးဖြစ်ပါတယ်။စင်ကယ်ခန်းရဲ့ဘေးမှာတော့မာစတာခန်းကျယ်ရှိမှာဖြစ်ပြီးတော့ရေချိုးခန်းအိမ်သားတစ်စုံပါမယ်။မာစတာခန်းဆိုတဲ့အတိုင်းအိမ်ခန်းသုံးပစ္စည်းတွေစံတဲ့အကျယ်ဝန်းရှိတာကိုတွေ့ရတယ်။ဒါကတော့အပေါ်ဆုံးထပ်လေးဖြစ်ပါတယ်။အပေါ်ဆုံးထပ်မှာတော့2ပေပတ်လေကျွေးပြားအပြည့်ခင်းထားပြီးတော့ဒီနေရာမှာစလိုက်ဒိုးတကားလေးထည့်ပြီးတော့အိမ်ခန်းပဲဖွဲဖျားခန်းပဲ33အဆင်ပြေပါတယ်။ height က9ပေ height ရှိတယ်။ဒါကတော့အပေါ်ဆုံးထက်ရဲ့ master ခန်းကြီးပါ။အပေါ်ဆုံးထက်မှာတော့ဒီလိုမျိုးရန်နာကြီးပါရှိပြီးတော့လေကောင်းလေတန်းရပြီးစိမ့်ဆိုတဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အခုနောက်မှာမြင်ရတာလေးကတော့ခေါင်းမိုးဆက်လက်လေးပါ။အခုပြသွားပြီးတဲ့အင်လေးရဆိုလို့ရှိရင်တော့ပေ20-60မြေပေါ်မှာ 3RC ဆောက်လုပ်ထားတာဖြစ်ပြီးတော့260 km အမျိုးအစားဖြစ်ပါတယ်။အယောင်းတန်ဖို့7,5200မှာပိုင်ရှင်ကို